ကောင်းချင်းဆန်တဲ့ပြောင်းမှုကိုအသားထဲထည့်ပြီးမှွေနိုင်မယ်ဆိုအိုးချတာနဲ့ကနဝင်အစားအစာတကူဖြစ်သွားနိုင်ပါတယ်။လောက်တက်သွားပြီဆိုရင်တော့အပြင်ကဝယ်စားဖို့မလိုတော့ပါဘူး။ကိုယ်တိုင်လောက်တာကအရန်စားလို့ကောင်းရုံမကကလေးတွေကိုလည်းစိတ်ချကြွေးလို့ရပါတယ်။အရင်ဆုံးကောင်းချင်းဆန်ကိုရေတညကြိုစိန်ထားလိုက်ပါမယ်။အဲနောက်ရေစစ်ပြီးတော့ဂျင်းကျက်သွန်မိတ်စိန်ရေးရဖို့ဂျင်းကျက်သွန်မိတ်ကိုရေနွေနဲ့မိနစ်20လောက်စိန်ထားပေးလိုက်ပါမယ်။ဝက်ဥကြောင်လုံးမယ်ဆိုရင်တော့အစီနေပြီးအသားများတဲ့ဝက်ပေါင်သားကိုရွေးချယ်ရပါမယ်။အကြောင်းကတော့သူ့မှာရွတ်တွေပူနေတာကြောင့်နှုတ်ဆင်းလိုက်မယ်ဆိုရင်တော့စားတဲ့အခါတော်တော်အီလေးနဲ့ဝါလို့ကောင်းစေပါတယ်။အဲနောက်ဗီဒီယိုထဲမှာဖော်ပြထားတဲ့အချို့အစာအတိုင်းအရသာနှက်ပေးလိုက်ရင်တော့အရသာပူကောင်းစေပါတယ်။ပါဝင်ပစ္စည်းများဝက်သား4ကီလိုစား30ဂရမ်တကြား15ဂရမ်ကြက်သားမုန့်20ဂရမ်မဆလာ5ဂရမ်ငရုတ်ကောင်းအမဲ5ဂရမ်ဘဲငှက်ပြာရဲ့နောက်80ဂရမ်ခရူးစီ50ဂရမ်အယောင်တင်မုတ်3ဂရမ်အယောင်တင်မုတ်ကအယောင်လားစေဖို့တသက်3တာဖြစ်လို့မထဲလို့လည်းရပါတယ်။အဲနောက်ကြိုစိန်ထားတဲ့ဂျင်းကျက်သွန်မဲရေကိုအသားနှုတ်စင်းနဲ့ထည့်ပြီးဒီလိုစေကက်တဲ့အနေထားရသည့်အထိလာရတစ်ဖက်တည်းနေပေးလိုက်ရင်တော့ရပါပြီ။ပြီးရင်တော့ရေစစ်ထားတဲ့ကောင်းကျင်ဆန်နဲ့ကလေးတွေကြိုက်တဲ့ပြောင်းမှုစီလေးတွေထည့်ပြီးလက်နဲ့နှံ့အောင်နေပေးလိုက်ပါမယ်။စိတ်ဥအခုံကိုလည်းဟင်းချက်အရက်လောင်ပြီးရေထဲမိနစ်20လောက်စိမ်ပြီးထားလိုက်ပါမယ်။အသားတွေကိုဝက်ဥကြောင်လုံးထဲပိုက်တဲ့ရင်ထိုးထည့်ပြီးဥကုံကိုစွတ်ပေးလိုက်ပါမယ်။အစုံးမထုံထုံပေးပြီးဖြည်းဖြည်းချင်းအစာသွတ်ပေးလိုက်ပါမယ်။အစာသွတ်ပြီးတဲ့နောက်အချီကျိုးနဲ့အပိုင်းလေးတွေခွဲကြည့်ပြီးလေထွက်အောင်အပေါက်လေးတွေဖောက်ပေးလိုက်ပါမယ်။အဲနောက်မီးအလဲအလံနဲ့မိနစ်30လောက်အိုးရဲထည့်ပေါင်းလိုက်ရင်တော့ရပါပြီ။ပေါင်းပြီးတဲ့နောက်ဒီတိုင်းတန်းစားလို့ရသလိုပြန်ကြော်စားမယ်ဆိုရင်တော့ပိုမွေးပါတယ်။ဒီလိုလှုပ်ထားတဲ့ကောင်းချင်းဝက်ဥကြောင်ကအပေါ်ရန်သားကြွတ်လေးနဲ့အတွင်းသားကနူညံ့ပြီးကိုယ်တိုင်လှုပ်တဲ့အတွက်တန့်ရှင်းပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့အပြင်လူကြီးရောလူငယ်ပါကြိုက်ကြလို့ကြိုက်နေတဲ့ဆိုရင်တော့လူကြီးမင်းတို့လည်းလိုက်လှုပ်စားကြည့်လိုက်တော့နော်။